ဒေါက်တာရှင်ဇဝနာမှာစီစဉ်ညွှန်ကြားပေးဆောင်ခဲ့သည်သဟာဆွေအဖွဲ့ကြီးဖြစ်ပါသည်ဦးကျော်ရှင်ဖယားတကားဒေါ်တင်စိန်ဖယားတကားမရေသာသမီမြေတစုမှာပူဇော်ရည်စုလှူဒန်းခဲ့သည်1389တပေါင်းလာလို့စေရနေတွင်ရန်ကုန်မြို့သို့ပေးဆောင်တရီသုံးနိုင်ရန်ဝတီတမယကုံကြီးဝတွင်ဗုဒ္ဓရုပ်ပွားတော်အပူဇော်ခံ၍လေလေသည်အန္တရာယ်ခတ်သိမ်းကင်း၍အစီငြိမ်းချရွာသူရွာသားပေါင်းနေဖူးမြော်ကြည်ညိုကြလို့နှလုံးဝေးကြည်လေးပျော်ရွှင်မဆုံးရမီမြတ်ဗုဒ္ဓအမွေနှစ်ဖြစ်ပါသည်ရန်ကုန်တိုင်းထန်းတပင်မြို့နယ်တမယကုန်းကြီးရွာဗန္ဒလာယုံကျောင်းတိုက်ကြီးဦးစီးဗရဏနာယကဆရာတော်ဒေါက်တာရှင်ဇဝနာ၏ဩဝါဒကိုခံယူလို့ဝဲလွန်သူဖခင်ဦးကျော်ရှင်မိခင်ဒေါ်တင်စိန်တာကိုတင်နိုင်ကျော်တို့အားရည်စူး၍ကျန်ရစ်သူသားသမီးမြေတစုမှလူရန်ပူဇော်အပ်သောဇာနာမှုတော်ဗုဒ္ဓရုပ်ပွားတော်မြတ်ကြီးဖြစ်ပါရဲ့ရှင်ဘုံတော်တကူတော်ညံတော်တကူတော်ကံတော်တကူတော်ပြီးပြည့်စုံသောမြတ်ဗုဒ္ဓဖယားရှင်ပရိနိဗ္ဗာန်ဆံဝင်ဖယားရှင်ရုပ်ပွားတော်လူနဲ့အပေါင်းမှလူရန်ကြီးပါသည်ဖယားရှင်ပေးဆောင်ခဲ့သည်သဟာဆွေအဖွဲ့ကြီးဖြစ်ပါသည်